Donald Trump တို့ခြေလိုက်ပုံများနော်သူတို့လုတ်ပုံကတော့မိုက်တယ်ဆိုတာထက်ဘယ်လိုပြောမလဲဒီမှာ game ဆိုင်ဆိုတဲ့ပုံစံပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်လာမယ့်ဒီဇင်ဘာအမေရိကန်နိုင်ငံမှာအုပ်စုရွေးချယ်ပွဲရှိနေတော့ကပတ်ဖလားအုပ်စုရွေးချယ်ပွဲရှိတဲ့အထက်မှာဒီအီရန်နိုင်ငံကနေပြီးတော့တရားရမယ်ပြီးအီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအပါဝင်ဗီဇာလျှောက်ထားတာကိုနိုင်ငံခြားရေးဝန်ကြီးဌာနကနေထုတ်ပြန်လိုက်ပါတယ်မပေးပါဘူးပြည်ဝင်ခွင့်မပေးပါဘူးတဲ့သူတို့ကိုအဲ့ဒီအုပ်စုရွေးချယ်ပွဲမှာသူတို့ပါဝင်လို့မရပါဘူးဒီအုပ်စုရွေးချယ်ပွဲမှာသူတို့ပါဝင်ဗီဇာမပေးဘူးပြည်ဝင်ခွင့်မပေးပါဘူးတဲ့ထုတ်ပြန်လိုက်ပါပြီအဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်ပြီးခဲ့တဲ့လတွေမှာပေါ့နော်လာတိကြတော့ကျွန်မမမီဘူးပြီးခဲ့တဲ့လတွေမှာဒေါ်နယ်ထရန့်နေပြီးတော့မှ12နိုင်ငံပြည်ဝင်ခွင့် USA နိုင်ငံကိုဝင်ခွင့်မရှိတဲ့နိုင်ငံ12နိုင်ငံဆိုပြီးလက်မှတ်ရေးထိုးတဲ့တဲမှာအီရန်ပါပါတယ်ဒါပေမဲ့သူတို့ကကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ချွင်းချက်နေနဲ့ပြည်ဝင်ခွင့်ရမယ်သူတို့တွေကိုတော့တည်တံ့ဗီဇာပေးလိမ့်မယ်လို့မျှော်လင့်ခဲ့ဘူးတယ်နော်အဲ့မှာမှအခုပြန်ပြီးတော့မှ USA နိုင်ငံဒီဒေါ်နယ်ထရန့်ပြောထားတဲ့အတိုင်းပဲသူတို့လိုက်နာပြီးတော့မှအကစားသမားမဟုတ်ဘူးဘောလုံးသမားမဟုတ်ဘဲဘာထူးချွန်ဘာချန်ပီယံဘာကစားသမားမှသူတို့ရေးမလို့ပါဘူးဘာဖြစ်လို့လဲဆိုရင်ဒီလာမယ့်ဒီဇင်ဘာအုပ်စုကပတ်ဖလားအုပ်စုရွေးချယ်ပွဲမှာလဲပေါင်းလို့မရပါဘူးရှင်ပြလို့မရတော့ပါဘူးပယ်လိုက်ပါပြီအဲ့ဒါကတော့ဒီ USA နိုင်ငံသားရေးဝန်ကြီးဌာနကနေထုတ်ပြန်ပါတယ်အဲ့ဒီသတင်းလေးကိုကျွန်မ sharing လုပ်ချင်ဖြစ်ပါတယ်မလို့ဆိုကပတ်ဖလားစိတ်ဝင်စားတဲ့မောင်ငယ်ညီမငယ်တွေပေါ့ကျွန်တော်တို့ဒါစိတ်ဝင်စားရင်နော်ကပတ်ဖလားစိတ်ဝင်စားပြီးတော့မှဘယ်နိုင်ငံဘယ်လိုပြန်ကြမလဲဆိုတဲ့ထဲမှာမှစိတ်ဝင်စားရင်းနဲ့မှဒီသတင်းတက်လာတဲ့အတွက်ကြောင့်မို့ကျွန်မဒါလေး sharing လုပ်ချင်ဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ bye bye